မှာကွာဒီပွဲကြီးကငါလုံးဝမလောင်ရတဲ့ပွဲကြီးကွာယူနဲ့တော်တော်လောင်သွားယူနဲ့လောက်တယ်ပွဲအစတော့ငါဖေးတယ်ထားလိုက်တစ်ဖွဲလုံးဖေးတာကွာ grand ရတော့ fan မရှာနိုင်သေးတယ် grand ရအထောင်နဲ့ဆော့ရမှာဆိုငါစဉ်းစားကြည့်တယ်ဒါမှမရဘူးအဲ့နဲ့သွားပြီးပွဲရငါဖေးတယ်အားလေးမှငါဖေးတယ်ယူနဲ့ဆော်ရီထင်းရတာဘလောက်ခက်လို့တော့အဲ့လိုကြီးခန့်တာမဟုတ်ကွာအားလေးပဲမှငါရစ်ပြီးပဲပြလိုက်မယ်အကုန်လုံးမဖန်နီလာကန့်သွားတယ်ဘာမှပြသိတာငါဖေးတာဘာလည်းမစားအောင်မဘာမလုပ် level 4ပွင့်ရမှာငါလောက်တယ်မလည်းကြည့်ကွာအမသူ့ငါမကယ်လို့တဲ့မရတဲ့တူးပစဝိုင်းတော့ဝင်ချတာဟုတ်ငါတစ်ဖွဲ့လုံးဖြစ်တယ်ဘာမဖြစ်ဟဲ့ပွဲဒီပွဲတော့ funny ကောင်းတယ်လို့ပြောတယ်ငါလည်းရတာကီးလေးတွေကို like ကောက်ပေးရတယ်ကွာအဲ့ဒါကိုယူနေကတစ်ဖွဲ့လုံးကိုပတ်စင်စဉ်းစားကြည့်ကွာဘယ်လိုလုပ်မသိကွာငါတို့တစ်ဖွဲ့လုံးကမကောင်းတာသူတစ်ကောင်နဲ့ကောင်းနေတယ်နည်းနည်းတော့သူလည်းလုတ်ပေးပါတယ်ဒါပေမဲ့နောက်ဆုံးမှာငါတော့လောင်သွားတာအစားပိုင်းရတယ်အကုန်လုံးကခွင့်ပေးလို့ရတယ်မင်းတို့ကကြည့်ကွာတယောက်နဲ့တွားပြီးတော့ဘာဝင်လောက်တယ်လဲမင်းဘာဝင်လောက်တယ်လဲအားကြီးအမတိုင်ရီဝင်လိုက်သွားပြီးတော့ငါလည်းပြောခံမှာဆိုလို့ဝင်လိုက်ပြီကွာဖန်နီအမလာကောက်ရောငါလည်းပြေးလို့မလွန်မသိလို့ပေးလိုက်တော့တယ်ကွာထားလိုက်အောင်အဲ့တော့သူလောရတာပေါ့ကြီးရကျင်တော့ကြီးကွာအမ grandma သူ့စပြောပြီဖေးစနာတော့ဒီပွဲဖေးစနာကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဖေးစနာကိုတော့ပိုဆဲတယ်ကွာသူ့ရဲ့ skill ကလည်းတော်တော်မှမဟုတ်အမော်ဒစတာ300မှာရှိတယ်ဒီပွဲကွာအကုန်လုံး glory ကြီးပဲဟိုငါတို့စော့နေတာဟိုးအောက်ကဟာလေးလည်းမဟုတ်ဘူးကွာဒါယူစဉ်းစားကြည့်ဖြစ်တင်လားဖြစ်တင်လို့လားဆိုတာ immortal star 300ရောဆိုတာတုံတုံရောက်ဖို့ကမလွယ်ဘူးဂိမ်းကအများကြီးလို့စော့နေမှရောက်တာကွာငါတို့တစ်ခါတလေမှစော့လို့ဆိုမရောက်ကြည့်လိုက်အမတိုက်ရွယ်ကြုံသွားတယ်စောယူကဟိုဘက်ကပါတဲ့ကောင်လည်းကလေးမှမဟုတ်တာတကောင်နဲ့ကြုံသွားတာအဲ့တွေ့လားမြမလိုကြီးကွာအဲ့ဒါငါတို့ဗရဲဖြစ်တယ်ဗရဲဖြစ်ရင်ငါမေ့လို့မစမ်းတော့ငါရတဲ့ကောင်တွေမှာဝင်ဖြောက်ပေးတယ်အမစိုးယူရှိတာငါတိတယ်ကွာတိလို့တွားပြီးတော့ဒီကောင်ဘာဖြစ်တာလဲဆိုပြီးတွားစစ်တာကိုကွက်တီယူငါ့ကိုလှုပ်ခံလိုက်ရတယ်ကွာဘာဖြစ်သေးရကိစ္စမရှိဘူးဒီကဆိုးသွားတဲ့နေရာကွာအဲ့နောက်ဆုံးအခန်းလေးကိုမင်းတို့ငါပြမယ်
ဒီမှာကွာလော်ကြီးနဲ့တက်လာပြီအေးလော်ကိုခေါ်ရင်ငါတို့ရှုံးမှာကွာအဲ့မှာငါအရှိမရှင်းမလို့ဟိုကောင်ကမလာတော့ထားလိုက်တော့ကွာရှုံးပြီဆိုရင်ငါတီးသွားပြီစွတ်ထားလိုက်တော့တယ်မိုင်တိုင်ရီကတော့ဖမ်းမိပါကွာမင်းကမှသွေးမရှိတော့ဝင်လို့မရတော့အမှဖန်နီကဖြောက်သွားတယ်ငါ့ကိုဘေးသနာဘာမှလုပ်လို့မရတော့ဘေးသနာဟဲ့လားအမှယူနေဂျုံဝိုင်းစဂျုံဝိုင်းတော့ထားလိုက်ဒါဘာမှမဖြစ်ဘူးဂလူးနဲ့တန်3အောင်ချတာကွာဒီမှာခရီကိုကြည့်တွေ့လားမလားမင်းချုံလို့လားတကောင်မလောက်တွေ့လားအမှကွာငါတော့လောင်သွားတာတခါတော့ပွဲကသိမ်းသွားပြီ